မိန်းကလေးသူငယ်ချင်းတွေအများကြီးရှိလုံးလို့နောက်ထပ် Johnny Sins လို့တောင်တင်စားခံနေရတဲ့စမတ်ကြကြចောင်းသားလေးချီတို့ဒါပေမဲ့ဒီမိန်းကလေးတွေကသူ့ပေါ်မှာသူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေမှန်းသိလိုက်ရတဲ့အခါမှာတော့သူလည်းသူ့ရဲ့မျိုးစေ့တွေကိုအစွမ်းကုန်ဖြန့်ကျက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပတ်ဝန်းကျင်ရဲ့စိတ်ညစ်စရာလောကဒဏ်တွေကြားတဲ့ရုန်းကန်နေရတဲ့လူငယ်လေးတွေနဲ့အတူအားလုံးရဲ့ဗဟိုချက်မဖြစ်ချင်တဲ့ချီတို့တယောက်ဘလို့စွန်းစားကန်းတွေနဲ့ရင်ဆိုင်ရမလဲဆိုတာဒီနေ့ရဲ့ဗီဒီယိုလေးထဲမှာစိတ်ဝင်စားစရာတင်ဆက်ပေးသွားမှာမို့အဆုံးထိအတူတူကြည့်ရှုလိုက်ရအောင်ဗျဇလန်ရဲ့အစမှာတော့ချီတို့ဆိုတာကတော့မိန်းကလေးသူငယ်ချင်းတွေအများကြီးရှိလုံးလို့နောက်ထပ်ဒီလို့တောင်အမိပြောင်ပေးခံထားရတဲ့နမေကြီးចောင်းသားတယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒီမိန်းကလေးတွေကသူ့ပေါ်မှာသူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေမှန်းသိလိုက်ရတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားပါတော့တယ်ဒါကြောင့်သူလည်းသူ့ရဲ့မျိုးစေ့တွေကိုဖြန့်ကျက်ဖို့ဆုံးဖြတ်လိုက်ပါတော့ဒီဇလန်ထဲမှာတော့လူငယ်ဘဝရဲ့ရည်မှန်းချက်တွေကိုရှာဖွေနေကြပြီးပတ်ဝန်းကျင်ရဲ့စိတ်ညစ်စရာလောကဒဏ်တွေကြားရုန်းကန်နေရတဲ့ចောင်းသားလူငယ်လေးတွေရဲ့အကြောင်းကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်ဒီဇလန်ရဲ့အလဲဘိုးမှာတော့စာတင်နှစ်တဲ့အစမှာပုံမှန်လှုပ်ရှားမှုတွေနဲ့ဖြတ်တန်းနေတဲ့တာမန်ចောင်းသားလေးချီတို့ရှိနေပါတယ်သူကတော့ဒီနေ့မှာဒီလူငယ်ဘဝရဲ့ဆွဲတွေကိုပြန်တွေးကြည့်ရင်ငါဟာအရာအလုံးရဲ့ဗဟိုချက်မပဲဆိုပြီးပျော်ပျော်ရွှင်ရွှင်နဲ့ဂုဏ်ယူဝမ်းကြွားနိုင်ဖို့မျှော်လင့်နေတဲ့သူဖြစ်ပါတယ်သူဒီနေ့မှာဖုန်းပွနေတုန်းချစ်စရာကောင်းတဲ့အတန်းဖော်မလေးယူအားရောက်လာပြီးနှုတ်ဆက်ရင်ဘာကြည့်နေတာလဲလို့မေးပါတယ်ချီတို့ကလည်း social media ပေါ်ကအမိမတိလူတယောက်ကသူ့ကိုဖင်ခေါ်ရမ်းတဲ့ Johnny Sins လိုမိမရှုပ်တဲ့ကောင်ဆိုပြီးလာဆဲထားတာကိုပြပြီးစိတ်တို့ပြနေပါတယ် UR ကလည်းလူများစုကသူ့ကိုသဘောကျကြတာမို့လို့ဒီလိုကိစ္စတွေကခဏပါပဲလို့နှစ်သိမ့်ပေးပါတယ်ချီတို့ကလည်းဒါကိုသဘောတူပြီးသူ့လိုရုပ်လဲချော်စွမ်းလဲထက်ပြီးပစ္စည်းတောင်းတဲ့ကောင်ကပူစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက် UR ကသူတို့နှစ်ယောက်ဒီနှစ်မှာလဲတတန်းနဲ့ကြပြန်ပြီဆိုတာကိုပြပြီးဝမ်းသာနေပါတယ်ဒါပေမဲ့ချီတုံးကသူတို့တအုပ်စုလုံးတတန်းနဲ့ကြတာလို့ထောက်ပြလိုက်တဲ့အခါမှာတော့ UR တယောက်သူ့ရဲ့စကားကိုပထမဆုံးစိတ်မဝင်စားလို့စိတ်ကောက်သွားပါတော့တယ်အဲ့ဒီနောက်သူတို့အုပ်စုနဲ့ဆုံကြတဲ့အခါယူကိုကတောက်ပတဲ့ပြုံးနဲ့နှုတ်ဆက်ပြီးချီတိုးရဲ့လက်ကိုကိုင်ကာတတန်းနဲ့ကြလို့ဝမ်းသာကြောင်းပြောပါတယ်ချီတိုးကလည်းမင်းမပါရင်ငါပြင်းနေမှာလို့ပြန်ပြောပေမဲ့ UR ကကြားဖြတ်ပြီးချီတိုးကကြောင်းလာတဲ့လမ်းတစ်လျှောက်မိန်းကလေးတွေရဲ့တင်ပါးတွေကိုပဲလိုက်ကြည့်နေတာလို့ပြောလိုက်တာကြောင့်ယူကိုတယောက်ယွန်းတယ်လို့ဖြစ်သွားပါတယ်ချီတိုးက UR ကိုမနာလို့ဖြစ်နေတာလို့စလိုက်တဲ့အချိန်မှာပဲဘတ်စကတ်ဘောတင်းရဲ့စတားကင်တိုစီကခေါင်းခေါက်တာခံလိုက်ရပါတယ်ကင်တိုနဲ့အတူဘောလုံးအတင်းရဲ့စတားကာဇူကီလည်းရှိနေပြီးသူတို့နှစ်ယောက်ဟာလက်ချင်းပုတ်ကသူတို့ကိုသူတို့ဒီအုပ်စုရဲ့ခေါင်းဆောင်တွေလို့အတီးတီးကြေညာရင်အတန်းနဲ့ဝင်သွားကြပါတယ်အတန်းနဲ့ရောက်တော့မိန်းကလေးဘတ်စကတ်ဘောတင်းရဲ့စတားဖြစ်ပြီးယောက်ျားလျာပုံစံနေတတ်တဲ့ဟာယူကချီတိုးကိုနှုတ်ဆက်ပြီးဆမ်မင်ရှေရီညက်ပစ်လိုက်တဲ့အကြောင်းစနောက်ပါတယ်ဟာယူနဲ့အတူဘတ်စကတ်ဘောတင်းဝင်တယောက်ဖြစ်ပြီးယူကိုလိုရဲ့အလှဆုံးလို့သတ်မှတ်ခံထားရတဲ့ယူဇူကီလည်းရှိနေပါတယ်ယူကိုရဲ့တဘာဝအတိုင်းချစ်စရာကောင်းတဲ့ပုံစံနဲ့မတူပဲယူဇူကီကတော့ဆွဲဆောင်မှုရှိတဲ့အရှိန်အဝါတစ်မျိုးကိုပိုင်ဆိုင်ထားပါတယ်အတန်းမစခင်မှာချီတိုးကသူတို့ရဲ့နာမည်ကြီးအုပ်စုကိုချီတိုးအဖွဲ့အဖြစ်ပြန်လဲစုံစည်းပြီးလို့ကြေညာလိုက်ပေမဲ့ကျန်တဲ့သူတွေကတော့အဖွဲ့နာမည်ကိုတီစပရန်လို့ပဲပေးချင်နေကြပါတယ်အဲ့ဒီအချိန်မှာသူတို့တွေစူညံနေတာကြောင့်အခြားចောင်းသားချို့မျက်မှောင်ကုတ်သွားတာကိုတတိထားမိပေမဲ့ချီတိုးကတော့ငါရဲ့ပြီးပြည့်စုံတဲ့ကဘာလေးထဲမှာမနာလိုတဲ့သူတွေကတော့အမြဲရှိနေမှာပဲဆိုပြီးဂယုမဆိုင်ပဲကြောက်ဖြတ်လိုက်ပါတယ်အတန်းဆက်တဲ့အခါသူတို့ရဲ့အတန်းပိုင်ဆရာကီယာကပြင်းရီပြင်းတွဲနဲ့နှုတ်ဆက်ပြီးနောက်ထပ်နှစ်တစ်ကိုကောင်းကောင်းဖြတ်တန်းဖို့ဆူတောင်းပေးပါတယ်ချီတိုးကတော့မနစ်ကလေးကသူ့ဆရာဖြစ်ခဲ့တာမို့ဆရာရဲ့ပေါ်ပေါ်ပါပါနေတတ်တဲ့ပုံစံကိုရင်ပါနေတာပြီးအဲ့ဒီအချိန်မှာဟာယူကနက်ကတိုင်စီးထားရတာပူအိုင်လုံးတယ်လို့ပြောတဲ့အခါချီတိုးကလေပင်ချောင်အောင်ဖဲပြားပြောင်းတတ်ဖို့အကြံပေးပေမဲ့ဟာယူကတော့ဒါကသူ့ရဲ့ပုံရိပ်နဲ့နမီပြက်စေတယ်ဆိုပြီးညှင်းဆန်လိုက်ပါတယ်ရုတ်တရက်ဆရာကီယာကပုံမှန်တိုင်းအတန်းကိုဦးဆောင်ပေးဖို့ချီတိုးကိုလမ်းပြောလိုက်တာကြောင့်ချီတိုးလည်းစင်မြင့်ပေါ်တက်ပြီးအတန်းကိုစကားပြောပါတော့တယ်သူကတော့လူတိုင်းသူ့နာမည်ကိုသိနေကြတာမို့ကိုမိတ်ဆက်မနေတော့ပဲတချို့ကသူ့ကို Playboy လို့တောင်ခေါ်ကြသေးတယ်လို့နောက်ပြောင်လိုက်ပါတယ်ចောင်းသားတချို့ကသူ့ပြက်လုံးကိုရေမောကြပေမဲ့တချို့ကတော့လူချစ်လူခင်များအောင်တက်တက်ဟန်ဆောင်နေတယ်ဆိုပြီးကြီးမရဖြစ်နေကြပါတယ်အဲ့ဒီနောက်သူကအတန်းကောင်းဆောင်ရွေးချယ်ပွဲအကြောင်းပြောတဲ့အခါသူ့သူငယ်ချင်းအုပ်စုကမနစ်ကလိုပဲသူပဲဆက်လုပ်ဖို့အကြံပြုကြပြီးသူကလည်းဝမ်းသာအားရလက်ခံလိုက်ပါတယ်ယူကိုကလည်းမနစ်ကလိုပဲသူအတန်းကောင်းဆောင်ဖြစ်ကူညီပေးမယ်လို့မတ်တက်ရက်ပြောရင်းသူကလူတွေကိုကောင်းကောင်းပြုစုဆောင်ရှောက်တတ်တယ်လို့စနောက်လိုက်ပါသေးတယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအတန်းကောင်းဆောင်တွေပြန်ဖြစ်သွားကြပါတယ်နေ့လယ်စာစားချိန်မှာတော့ချီတုံးကအေးဘူးတပူးဝယ်ပြီးကျောင်းခေါင်မိုးထက်ကိုတက်လာခဲ့ပါတယ်အဲ့ဒီမှာဆရာကီယာကဆေးလိပ်တောက်ရင်းစောင့်နေတာဖြစ်ပြီးချီတုံးကဆေးလိပ်တောက်တဲ့သူတွေဟာအပြောဆိုခံရတာမို့ဆေးလိပ်သမားဖြစ်ရတာတကယ်ပင်မမှာပဲလို့ပြောပါတယ်ဆရာကီယာကလည်းလူတွေကဘုံရန်သူတယောက်ကိုထားရတာသဘောကျကြတယ်လို့ပြောရင်ချီတုံးလည်း Playboy လို့အပြောခံရတာမို့ဒါကိုကောင်းကောင်းသိမှာပဲလို့ပြန်ပြောပါတယ်အဲ့ဒီနောက်ဆရာကသူ့ကိုဘာလို့ခေါ်လိုက်ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုပြောပြပြီးကန်တာဆိုတဲ့အတန်းနှစ်ခုစာလောက်ကျောင်းပြက်နေရဲ့အထီးကျန်အိုရာကိုကောင်းလေးရဲ့ပုံကိုပြပါတယ်ဆရာကကန်နာကိုကျောင်းပြန်တက်အောင်ခေါ်ပေးဖို့ချီတိုးကိုတောင်းဆိုပါတယ်ချီတိုးကဘာလို့သူ့ကိုခိုင်းရတာလဲဆိုပြီးစိတ်ရှုပ်သွားပြီးညင်းရင်ဘာဖြစ်မလဲလို့မေးတဲ့အခါဆရာကမင်းသာညင်းလိုက်ရင်မင်းရဲ့အရာကိုလှုပ်ဆောင်နိုင်တဲ့ဟန်ဆောင်ပုံရိပ်ကြီးပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်တာကြောင့်ချီတိုးလည်းလက်ခံလိုက်ရပါတော့တယ်ချီတိုးကတော့သူ့ရဲ့လာပါတဲ့ဘဝဌာနနဲ့လူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းခြင်းနဲ့စိတ်ကူးကိုစက်ထိန်သိမ်းထားခြင်းတာကြောင့်ဒီအတိုင်းအဆုံးသတ်မခံနိုင်ပါဘူးကျောင်းဆင်းပြီးအိမ်ပြန်လမ်းမှာတော့ချီတိုးတယောက်အာစုကလက်ထပ်တဲ့စာအုပ်တအုပ်တဲဖတ်နေတာကိုမြင်ပြီးတွားရောက်နှုတ်ဆက်ပါတယ်အာစုကဖတ်နေတဲ့စာအုပ်ကိုကြည့်ပြီးချီတိုးကစာအုပ်ထဲကစာသားတစ်ကြောင်းကိုရွတ်ပြလိုက်တဲ့အတွက်အာစုကလည်းအံ့နာသွားပါတယ်အဲ့ဒီမှာသူတို့မနစ်ကပထမဆုံးစတင်ဆုံတွေ့ခဲ့စဉ်ကပုံရိပ်လေးကိုပြန်မြင်အောင်သွားပါတယ်အဲ့ဒီတုန်းကချီတိုးကျောင်းပြန်လမ်းမှာကောင်လေးတယောက်ကိုသူ့ငယ်ချင်းတွေကယွန်စရာကောင်းလိုက်တာဆိုပြီးရေထဲရောက်အောင်ဝိုင်းဝန်းနိုင်ကျင်နေတာကိုမြင်ခဲ့တာဖြစ်ပါတယ်ချီတိုးကဝင်ကူညီဖို့ပြင်နေတော့မှပဲရုတ်တရက်ငွေမယောင်ဆန်ပင်နဲ့မိန်းကလေးတယောက်ကရေထဲကိုခုန်ဆင်းသွားပြီးငါလဲဆော့မယ်ဟေ့ဆိုပြီးဝင်ပါသွားတာကြောင့်ချီတိုးအံ့နာသွားခဲ့ပါတယ်သူမကကောင်လေးနဲ့အတူရေဆော့ရင်အခြေအနေကိုပေါ်ပါသွားအောင်လုပ်ပေးခဲ့ပြီးကျန်တဲ့ကလေးတွေကိုပါဝင်ဆော့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်အားလုံးရေတူဆော့ပြီးတဲ့နောက်မှာတော့ကောင်လေးတွေအားလုံးရန်ဖြစ်တာတွေမေ့ပြီးသူငယ်ချင်းတွေအဖြစ်နဲ့ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်သွားကြပါတယ်ဒါပေမဲ့အာစုကာရဲ့အဝတ်စားတွေကတော့ရေဆိုးရှဲသွားခဲ့ပါတယ်
ချီတုံးကငေးကြည့်နေတာကိုမြင်တော့အာစုကာကရေဆိုနေတာကိုလာငေးကြည့်နေရဲဆိုပြီးစနောက်ခဲ့ပါတယ်ချီတုံးကသူမကိုတပတ်ကံပေးရင်ကလေးတွေကိုစုပြီးဆွဲထုတ်မဲ့အစားပါလို့ရေထဲလိုက်ခုန်ဆင်းရတာလေလို့မေးတဲ့အခါအာစုကာကရန်ဖြစ်ပြီးပြန်သွားကြမဲ့အစားဝတ်အစားတွေဆူရွှဲသွားရင်တော့အားလုံးပြုံးပြုံးရှင်ရှင်နဲ့ပြန်သွားရတာပိုကောင်းတယ်မဟုတ်လားလို့ပြန်ပြောခဲ့ပါတယ်ချီတုံးကသူမနာမီကိုမေးတဲ့အခါသူမကမနှက်ပြန်ရဲ့လေပြေလို့အတိတ်ပဲရတဲ့အာစုကာလို့အမိပေးခဲ့တာကြောင့်ချီတိုးတဲ့ရောက်သူမပေါ်ချက်ချင်းဆွဲလန်းသွားခဲ့ရပါတယ်ပြစ်စုံပန်ချိန်ကိုပြန်ရောက်လာတဲ့အခါအာစုကာကချီတိုးကိုမင်းကတော့မီရှူမီပန်းတွေနဲ့ကစားကွင်းတွေစောကွင်းမပြုတ်ပေမဲ့ကြည်ရတာလာပနေတဲ့ပန်းချန်တစ်ခုလိုပြည့်စုံစွာနဲ့မပြည့်စုံတဲ့သူပဲလို့မှတ်ချက်ပေးပါတယ်အဲ့ဒီနောက်သူမကတကယ်လို့ငါနဲ့ငါရဲ့အရင်ဆုံးသူငယ်ချင်းမလေးရင်းနေပြီမင်းမလူနှစ်ယောက်စီကနူးလေးပဲရှိမယ်ဆိုရင်ဘသူ့ကိုကဲမလဲဆိုပြီးမေးခွန်းထုတ်ပါတယ်ချီတိုးကတယောက်ကလေဘေးမှာတွဲခိုပြီးလိုက်ခဲ့ပေါ့လို့အကြံပြုပေမဲ့အာစုကာကရေထဲမှာပီယန်ဟာငါးတွေရှိဤနေရင်ရောလို့ထပ်မေးပါတယ်အာစုကာကသူမဟာချီတိုးကိုအတန်းထဲကဘကောင်လေးထက်မဆိုပို့သဘောကျတာကြောင့်သူမသားဆိုချီတိုးကိုကဲမှာပဲလို့ရဲရဲဝံ့ဝံ့ပြောပါတယ်ချီတိုးကဒါကယိုမန်တဆန်နဲ့ဖွင့်ပြောနေအစမ်းကြီးပဲလို့ဆက်လိုက်ပေမဲ့သူမကတော့ဒါဟာရေးစားစကားပြောတာမဟုတ်ဘူးလို့ညင်းပါတယ်ချီတိုးလိုလူစားမျိုးကဘသူ့ကိုမှရွေးမှာမဟုတ်ပဲမင်းကလေးနှစ်ယောက်လုံးကိုလေပေါ်တင်ပြီးကိုသာပီယန်ဟာငါးတွေအကြိုက်ခံပြီးအသေးခံမဲ့သူဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီလိုကိုစတေးလိုက်တာကအလှပဆုံးရေးချင်မှုဖြစ်လို့ပါပဲလို့ပြောပါတယ်ချီတိုးကဒါကိုရဲမောပြီးငါအဲ့လိုမလုပ်ပါဘူးလို့ပြောပေမဲ့အာစုကာကတော့ဒါဟာမင်းရဲ့တကယ်အပြင်းပန်းတန်ထန်ပဲလို့အခိုင်အမာပြောလိုက်တာကြောင့်ချီတိုးတယောက်စကားမပြောနိုင်ပဲစွန့်သွားပါတော့တယ်အဲ့ဒီညမှာတော့ချီတိုးဟာလက်မင်းကြီးကိုကြည့်ရင်ငါဟာလူတန်းပေါင်းများစွာကြားထဲမှာငါရဲ့တာဝန်ကိုအပြည့်အဝထမ်းဆောင်နေရလားဆိုပြီးစဉ်းစားကန်းဖွင့်နေပါတယ်သူလက်မင်းကြီးကိုငေးကြည့်နေတော့မှကန်နာလဲဒီလက်မင်းကြီးကိုပဲကြည့်နေမလားလို့တွေးမိပေမဲ့သူမသိတာကတော့ကန်နာကပြတင်းပေါက်လိုက်ကာတွေကိုပိတ်ပြီးကဘာကြီးနဲ့အဆက်အသွယ်ဖြတ်ကအခန်းအောင်နေတာပဲဖြစ်ပါတယ်နောက်ရက်မှာတော့ယူဇူကီကချီတိုးစီလာပြီးစိတ်ညစ်စရာရှိနေသလားလို့မေးပါတယ်ချီတိုးကလည်းယူဇူကီဟာလူတွေရဲ့ခံစားချက်ကိုကောင်းကောင်းရေးမိတတ်သူမှန်းသိတာမို့ဆရာကီယာကကန်နာကိုကြောင်းပြန်ခေါ်ခိုင်းတဲ့အကြောင်းပြောပြလိုက်ပါတယ်ယူဇူကီကလည်းအဖော်ပါရင်ပိုကောင်းတာမို့လို့သူမပါလိုက်ခဲ့မယ်လို့ကူညီဖို့ကန့်လန့်ပါတယ်သူမကကူညီဖို့ကန့်လန့်တဲ့အချိန်မှာတောင်သူမရဲ့ပုံရိပ်ပြီးပြည့်စုံနေအောင်အမြဲကူးစိုက်တတ်တာကိုချီတိုးသတိထားမိပါတယ်ချီတိုးကအခြားတစ်ယောက်ကိုအကူအညီတောင်းထားပြီးလို့ပြ။အော်တဲ့အခါယူဇူကီကလည်းသူမလေးစားတဲ့သူတွေကိုကူညီရတာသဘောကျတာမို့နောက်လဲအချိန်မရွေးအကူအညီတောင်းနိုင်တယ်လို့ပြောပါတယ်ကျောင်းစင်းတော့ချီတိုးက UR ကိုစောင့်နေပြီး UR ရောက်လာတဲ့အခါချီတိုးရှေ့မှာလှလှပပဖြစ်နေစေဖို့အတွက်မိတ်ကပ်တွေအရင်ပြင်ဆင်လိုက်ပါသေးတယ်။သူမကဘာလို့သူမကိုဖိတ်ခေါ်ရတာလဲလို့မေးတဲ့အခါချီတိုးကမင်းကငါနဲ့မတူပဲမုန်းတဲ့သူနေလို့ပါလို့အကြောင်းပြပါတယ်။အဲ့ဒီနောက်သူကဆက်ပြီးတစီပြင်ဆင်ပြီး UR ကိုအနောက်ကလိုက်ခဲ့ဖို့ပြောပါတယ်။ UR ဆက်ပြီးပေါ်တက်လာတဲ့အခါသူကလဲမကြအောင်သူ့ကိုဖတ်ထားဖို့ပြောပေမဲ့ UR ကတော့ဒီကောင်ဟာနမေကြီး Playboy မှန်းသိတာမို့ဆက်ပြီးအင်ဂျီကိုပဲလန့်အဆွဲထားပါတယ်ဆက်ပြီးစီးသွားတဲ့လမ်းတစ်လျှောက်မှာ UR ကချီတိုးရဲ့ကြောပြင်ကထင်ထားတာထက်ပိုကျဲပြီးတောင်းတင်းတယ်လို့ချီးကျူးပါတယ်ချီတိုးကလည်းသူဟာတစ်ချိန်ကပြည်နယ်အဆင့်အကောင်းဆုံးဘတ်စကတ်ဘောကစားသမားဖြစ်ခဲ့ဘူးကြောင်းပြောပြပါတယ် UR ကလည်းသူငယ်ချင်းမဖြစ်ခင်ကတည်းကသူ့ပွဲတွေကိုကြည့်ဘူးတာမို့ဒါကိုသိထားတယ်လို့ပြောတဲ့အခါချီတိုးကမင်းကငါရဲ့ဖန်ပေါ့လို့စနောက်လိုက်ရာ UR ကဟုတ်တယ်လို့မဟုတ်တယ်လို့နဲ့ညှင်းလိုက်ဝန်ခံလိုက်လုပ်နေပါတယ်အဲ့ဒီနောက်သူမကဘာစီစဉ်ရှိလဲလို့မေးတဲ့အခါချဤတို့ကငါ break အုပ်လိုက်ရင်မင်းရဲ့တောင်းရင်သားဆောင်ကိုငါကြောပြင်နဲ့ခံစားရမှာမို့ break အုပ်လိုက်ရမလားလို့ဆက်လိုက်တာကြောင့် UR ရဲ့လက်တီးနဲ့ကုတ်ချစ်တာကိုလေဘင်းမှာခံလိုက်ရပါတယ် UR ကကနာကိုဘလို့ကိုင်းတွယ်မလဲဆိုတဲ့အစီအစဉ်ကိုထပ်မေးတဲ့အခါချီတုံးကဘလို့ခြေနေမျိုးနဲ့ရင်ဆိုင်ရမလဲမသိပဲအစီအစဉ်ဆွဲရတာအတိတ်ပဲမရှိဘူးလို့ပြန်ပြောပါတယ်အဲ့ဒီနောက်သူတို့ကနာအိမ်ကိုရောက်ပြီးအိမ်ရှိအပြန်လည်စကားပြောဆက်အစီရဲကတဆင့်သူတို့ဘသူပဲဝါဖြစ်ကြောင်းနဲ့ဘာလို့လာရကြောင်းကနာအမေကိုပြောပြပါတယ်အမေဖြစ်သူကသူတို့ကိုအိမ်ထဲပေးဝင်ပြီးသူ့သားဘာလို့ရုတ်တရက်အကြောင်းမတက်တော့တာလဲဆိုတာကိုသူမကိုယ်တိုင်လည်းမသိဘူးလို့ပြောပါတယ်သူတို့ကကောင်းလေးနဲ့စကားပြောကြည့်ခွင့်တောင်းတဲ့အခါအမေကတားဖြစ်သူဒေါသထွက်မှာစိုးရိမ်နေပေမဲ့သူတို့ကတခုခုလုပ်ပေးနိုင်မလားလို့အာမခံလိုက်ပါတယ်အဲ့ဒီနောက်သူတို့ကနာခန်းတကားကိုခောက်တဲ့အခါကနာကချက်ချင်းထွက်သွားကြလို့ပြောပါတယ်ချီတုံးကသူ့ကိုယ်သူမိတ်ဆက်လိုက်တဲ့အခါကနာကမင်းကအပေါက်ရှိရင်အကုန်လိုက်ကလေးတဲ့ play point ကောင်းမလားလို့ပြောတာကြောင့်ချီတိုးစိတ်မတူအောင် UR ကတားလိုက်ရပါတယ်ဒါပေမဲ့ UR ကသူမကိုယ်သူမမိတ်ဆက်တဲ့အခါမှာတော့ကနာကမင်းကလည်းချီတိုးကလေးဖို့ထားတဲ့ကောင်မလေးတွေတဲကတယောက်ပဲမလားလို့ပြောလိုက်တာကြောင့် UR လည်းဒေါသထွက်သွားပါတော့တယ်ကနာကသူတို့တွေဟာဆရာခိုင်းလို့သာလာကြတာဖြစ်ပြီးတကယ်စိတ်ပူလို့မဟုတ်ဘူးလို့ဆွဆွဲပါတယ်ချီတုံးကသူနဲ့တက်တဲ့ Light Novel လို့ခေါ်တဲ့လက်တလောခစ်စားနေတဲ့လူငယ်ကြိုက်စာအုပ်တွေအကြောင်းပြောပြီးကနာကိုစိတ်အေးသွားအောင်စူးစမ်းပါတယ်ဒါပေမဲ့ကနာကမင်းတို့က Light Novel အကြောင်းတောင်ကောင်းကောင်းမသိပဲငါဒီဖြစ်ပြန်ဝင်စားတဲ့နေ့ဒါမှမဟုတ်ငါဖေဖြစ်နိုးထလာလို့ငါဒီရှိဖို့ငါမေကိုပဲပြန်ကလေးရမယ်ဆိုတဲ့နမေကြီးစာအုပ်တွေကိုတောင်ဖတ်ဖူးလို့လားလို့လောင်ပြောင်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးဒါတွေကိုမဖတ်ဖူးကြောင်းဝန်ခံလိုက်ပြီး UR ကစာအုပ်ကြံညံတောင်းတဲ့အခါကနာကစိတ်ဝင်စားဟန်ဆောင်မနေပဲရေချိုးခန်းထဲသွားပြီးချော်လဲတေးလိုက်လို့ဆဲဆိုလိုက်ပါတယ်ဒါပေမဲ့ UR ကစကားပြောဖို့ဆက်လက်စူးစမ်းတဲ့အခါကန်နာလည်းသူမပေါ်စိတ်နီးနဲ့ပွင့်လင်းလာပါတယ်ဒါကိုမြင်တော့ချီတုံးကငါခဏဖယ်ပေးမယ်လို့ပြောလိုက်တဲ့အတွက်ကန်နာဒေါသထွက်သွားပြီးမင်းကငါ့ကိုလူညံ့တယောက်လိုကြည့်နေတာလားပြီးရင်မင်းက UR နဲ့သွားပြီးရောတော့မှာမလားလို့အော်ဟစ်ပါတော့တယ်ကန်နာရဲ့ပြင်းထန်တဲ့ရန်လိုမှုကိုခံစားမိတာကြောင့်ချီတုံးကငါတို့ပြန်ကြစို့လို့ UR ကိုခေါ်ပြီးကန်နာကလည်းငါတို့မှာတူညီတာဘာမှမရှိတာမို့နောက်တစ်ခါထပ်မလာနဲ့လို့မောင်းထုတ်လိုက်ပါတယ်အပြန်လမ်းမှာ UR ကဒီတွေးဆုံမှုကနေဘာတတိထားမိလဲလို့မေးတဲ့အခါချီတိုးကောင်းရဲမှာတော့ကနာကသူ့ကိုအယမ်းမုန်းလို့အခွင့်ရရင်သူ့ရဲ့ပစ္စည်းကိုတောင်ကိုက်ဖြတ်ပစ်ချင်လောက်အောင်ပဲဆိုတဲ့အတွေးပဲရှိနေပါတယ် UR ကတော့ကနာဘက်ကချီတိုးကိုဘာလို့မုန်းရတယ်လဲဆိုတာနားလည်နိုင်ပေမဲ့ချီတိုးကိုတော့အမုန်းခံရရင်တော့မင်းကမိုက်နေတော့မဲလို့နှစ်သိမ့်ပေးပါတယ်အဲ့ဒီနောက်သူတို့ဖတ်ဖို့အတွက်စာအုပ်ချုပ်ဝယ်ယူပြီးလေမော်ရောင်ညနေခင်းစေးစာကောင်းကင်ကြီးအောက်မှာအိမ်ပြန်လာခဲ့ကြပါတယ်အဲ့ဒီအချိန်တစ်လျှောက်လုံး UR ကချီတိုးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်အဲ့ဒီညမှာချီတိုးတယောက်နင်းလန်းတစ်ပြောင်းဖို့ဆုံးဖြတ်လိုက်ပြီးနောက်တစ်ပတ်မှာတော့ကနာစီယူကိုခေါ်သွားခဲ့ပါတယ်ယူကိုကကူညီပေးနိုင်လိမ့်မယ်လို့သူထင်ခဲ့ပါတယ်ဆက်ပြီးစီလာတော့ယူကိုက
လူတွေငါရဲ့အတွင်းခံကိုမြင်သွားနိုင်တာမို့တေချာထိုင်ဦးနော်လို့တတိပေးပေမဲ့သူမကတော့သူစိမ့်တွေမြင်လဲဂယုမဆိုင်ပါဘူးလို့ပြောပါတယ်ချီတုံးကငါ့ကိုရောပြမလားလို့စနောက်တဲ့အခါသူမကသူတို့နှစ်ယောက်ရဲ့အထူးခြားဆုံးနေကြမှာပြမယ်လို့ပြောပါတယ်သူမကအနောက်ကထိုင်လိုက်ရင်ချီတိုးစီကအရင်လိုချွေးနှံ့မရတော့ဘူးလို့ပြောပြီးချီတိုးစီရဲ့ချွေးနှံ့ကိုနှစ်သက်တာမို့စိတ်ပြက်မိကြောင်းပြောပါတယ်သူမရဲ့ရင်သားစုံနဲ့ချီတိုးစီရဲ့ကြောပြင်ကိုကတ်ထားရင်ကန္နာအိမ်ထိလိုက်ပါလာခဲ့ပါတယ်အိမ်ရောက်တဲ့အခါကန္နာကချီတိုးနဲ့သူ့ရဲ့ကူးဆက်ယောဂဘိုးတွေချက်ချင်းထွက်သွားကြလို့တဖန်မောင်းထုတ်ပြန်ပါတယ် UR ရဲ့အတန်ကိုမကြားရတဲ့အတွက် UR တယောက်သူ့ကိုစိတ်မဝင်စားတော့မန်ကန္နာတီးလိုက်ပေမဲ့ချီတုံးကတော့သူမကအဲ့ဒီလိုလူမျိုးမဟုတ်ကြောင်းကာကွယ်ပြောဆိုပေးပါတယ်အဲ့ဒီနောက်ယူကိုကမိတ်ဆက်တဲ့အခါကန္နာကသူမကိုလည်းချီတိုးကစားဖို့ထားတဲ့ကောင်မလေးတွေတဲကတယောက်ပဲလို့ပြောပေမဲ့ယူကိုကတော့ဘာကိုဆိုလိုမှန်းနားမလဲပါဘူးချီတုံးကရှင်းပြလိုက်တဲ့အခါမှာတော့သူမကစိတ်ဆိုးသွားပြီးငါရဲ့အလားအပတွေကအကန့်အသတ်နဲ့ပဲရှိတာဖြစ်ပြီးမင်းပြောတာတကယ်ရိုင်းဆိုင်လုံးတယ်လို့ပြောပါတယ်ကန္နာကယူကိုဟာချီတိုးမျက်နှာသာရဖို့အတွက်ပဲဒီကိုလာပြီးဟန်ဆောင်နေတာလို့ထောက်ပြတဲ့အခါယူကိုကလည်းသူမဟာချီတိုးကိုကူညီပြီးသူ့စိတ်ထဲမှာနံပါတ်1မိန်းကလေးဖြစ်ချင်လို့လာခဲ့တာကတော့အမှန်ပဲလို့ဝန်ခံပါတယ်ကန္နာကတော့တစုံတစ်ယောက်ကိုအထင်ကြီးစေဖို့အတွက်အတနာခံရတဲ့သူမဖြစ်ချင်ပါဘူးဒါပေမဲ့ကန္နာရဲ့စကားတွေကနေယူကိုတယောက်တစ်ခုခုကိုရိပ်မိသွားပါတယ်သူမကကန္နာကြောင့်ပြတ်သွားတာမိန်းကလေးတယောက်ရဲ့ညှင်းပယ်ခြင်းကိုခံလိုက်ရလို့လားလို့မေးတဲ့အခါကန္နာကမင်းကချီတိုးကိုသဘောကျတယ်လို့မျိုးငါ့ကိုညှင်းခဲ့တဲ့ကောင်မလေးကလည်းအတူတူပဲဆိုပြီးဝန်ခံလိုက်ပါတယ်ဒါပေမဲ့ယူကိုကကန္နာနဲ့မတူပဲသူမကတော့တခြားမိန်းကလေးတွေကိုကြော်ဖြတ်ပြီးချီတိုးရဲ့အချစ်ကိုရအောင်ယူမှဖြစ်ကြောင်းနဲ့ချီတုံးကလူတိုင်းပေါ်ကောင်းလုံးတာကြောင့်ပဲသူမသဘောကျမိတာဖြစ်ကြောင်းပြောပါတယ်ဒါကိုကြားရတဲ့အခါကန္နာတယောက်ပို့ပြီးစိတ်မသက်မသာဖြစ်သွားပါတယ်ဒါကြောင့်ချီတုံးကယူကိုအောက်ထပ်မှာလက်ဖက်ရည်တောက်ရင်ခါဆောင်ခိုင်းပြီးသူပဲဆက်လက်ကင်တွေဖို့ဆုံးဖြတ်လိုက်ပါတယ်အခြေအနေကိုနားလည်သွားတဲ့ချီတုံးကကန္နာကိုတကားဖွင့်ပေးဖို့နဲ့ကူညီပေးခြင်းကြောင်းပြောပေမဲ့ကန်ဒါကတော့ထွက်သွားပြီးမြေကြီးပဲသွားစားလိုက်ဆိုပြီးညှင်းဆန်ပါတယ်ချီတိုးလက်ထွက်သွားတဲ့အချိန်မှာကန္နာကတော့တကားရဲ့တစ်ဖက်ချမ်းမှာသူတို့နဲ့အတူရှိနေခြင်းမိပါသေးတယ်ဒါပေမဲ့ခဏအကြာမှာပဲကန္နာတယောက်ပြတင်းပေါက်ကနေလူရဲတစ်ခုကိုမြင်လိုက်ရပြီးရုတ်တရက်ချီတုံးက base ball rider နဲ့ပြတင်းပေါက်မှန်ကိုရိုက်ခွဲလိုက်တာကြောင့်ကန္နာလမ်းဖြတ်သွားပါတော့တယ်ချီတိုးကအပြုံးနဲ့အတူငါတို့ကြားကတူညီတဲ့ຢာတစ်ခုခုကိုအတူတူရှာဖွေဖို့ရေထဲဆင်းခဲ့ပါဦးဆိုပြီးဖိတ်ခေါ်လိုက်ပါတော့တယ်ဒီနေ့ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်အကယ်၍ဒီဗီဒီယိုလေးကိုသဘောကျလို့အပိုင်းနှစ်ကိုဆက်ကြည့်ချင်နေဆိုရင်တော့အောက်က comments မှာထင်မြင်ချက်လေးတွေရေးပေးပြီး like လေးနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်